ကဲခုကွန်ပျူတာထဲမှာကျတော့ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့လှုပ်ဆောင်နေတဲ့ memory ကမှတ်ထားတဲ့ data လေးရှိဘောပါလားအဲ့ဒီ data တွေကတဖြည်းဖြည်းများလာခင်တဲ့သူကစက်ရဲ့လှုပ်ဆောင်မှုကတဖြည်းဖြည်းနှေးလာအလုပ်လုပ်တာဟို program တစ်ခုဖွင့်လိုက်တာနဲ့ချက်ချင်းမပွင့်တော့ဘဲနဲ့5 စက္ကန့်လောက်နေမှပွင့်လာတာမျိုးပေါ့နော်စက်ရဲ့လှုပ်ဆောင်နိုင်စွမ်းနေကြာလာတဲ့အချိန်တွေကြာဆရာတို့လုပ်ရတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါလေးကဘာလဲဆိုတော့ right click refresh ဆိုတာလေးလုပ်ရတယ်ဟောနော် desktop ရဲ့ချိန်နေတဲ့နေရာတစ်ခုသွားမယ် right click refresh ဆိုတာလေးနိုင်ဒါမှမဟုတ် keyboard အနေနဲ့သွားချင်တယ်ဆိုရင် keyboard ပေါ်မှာရှိတဲ့ F5 ဒီလား function row ပေါ်က F5 ဆိုတာလေးကို click တစ်ချက်နှိပ်ပြီးတော့လည်း refresh လုပ်လို့ရတယ် refresh လုပ်ခြင်းအပြင်ဘာအကျိုးကျေးဇူးတွေရမလဲဆိုရင်ဆရာတို့ RAM ဆိုတဲ့ random access memory ထဲမှာလက်တလောမှတ်ထားတဲ့ data တွေဖြတ်ချပြီအဲ့ဒီအပြင် memory ကဒီ random access memory လေးကဟောင်းဖြတ်ချလိုက်တဲ့အတွက်နောက်ထပ်လုပ်တဲ့ process access တွေကိုသူကလက်ခံပြီးတော့အလုပ်လုပ်နေတယ်ဒါကြောင့်မို့အားသွားတဲ့ memory တွေကိုသူကပြန်ပြီးထည့်ပြီးတော့အစားထိုးပြီးတော့သုံးတာဖြစ်တဲ့အတွက် refresh လုပ်ခြင်းအပြင် cache တွေဘာတွေကိုရှင်းပေးလိုက်တာတွေ့ရတယ်ဒီလားဒီနောက်ွယ်လေးမှာဆိုရင်ဆရာတို့အခုသူလက်ရှိသွားနေတဲ့ row လေးအတိုင်းတစ်ချက်သွားနေတွေ့ရမယ်နော်အဲသူလက်ရှိဒီ process တွေအကုန်လုံးကသူ handle လုပ်နေတယ်ကင်တွယ်ပြီးတော့မောင်းနေပြီးနေတယ်ဆရာ right click နဲ့ပြီးတော့ refresh လို့တစ်ချက်လုပ်လိုက်တာ ਨੇ ဒီနေရာလေးမှာလှိုင်းတွန်းလေးတစ်ခုပေါ်သွားလိုက်နားတယ်လားအဲ့ဒီ line တွန်းလေးကဆရာတို့ဖြတ်ထုတ်လိုက်တဲ့ memory ပမာဏနားလဲနော်သူက data တစ်ခုဖြတ်ထုတ်လိုက်တာမဟုတ်လုပ်နေတဲ့ process တွေသူကဖြတ်ပေးလိုက်တာပိတ်ပေးလိုက်တာနားလဲလားကောင်းပြီအခုလက်ရှိဆရာတို့ဒီ computer ထဲမှာဆိုရင် CPU ကဘယ်လောက်ထိအလုပ်လုပ်နေလဲဆိုတော့ဒီမှာ frequency အနေနဲ့ပြ frequency ဆိုဆရာတို့ megahertz gigahertz အနေနဲ့တိုင်းတာပေါ့နော်ဆရာတို့ရဲ့လက်ရှိလှုပ်ဆောင်နေကြဒီလောက်ထိအလုပ်လုပ်နေတယ်ဟုတ်လား RAM ဆိုရင်လည်းဘယ်လောက် percent ထိလှုပ်လုပ်နေတယ်ဒါမှ SSD ကလည်းဘယ်လောက် percent ထိလှုပ်လုပ်နေတယ် hard disk drive ကလည်း data တွေကိုဘယ်လောက် percent ထိအလုပ်လုပ်နေတယ် internet ချိတ်ဆက်ထားတဲ့အတွက် wifi ကလည်းဘယ်လောက် speed နဲ့အလုပ်လုပ်နေတယ်ဆိုပြီးပြတယ်နားလေလားဒါမှဆရာတို့ computer က graphics GPU ကလည်းဘယ်လောက်ထိအလုပ်လုပ်နေလဲဆိုတော့ပြတယ်GPU တွေကဘယ်အချိန်မှာတုံးလဲဆိုရင်ဆရာဗီဒီယိုတစ်ခုဖွင့်ကြည့်လိုက်ရင်အဲ့ဗီဒီယိုတွေကြည့်နေတဲ့အချိန်ပေါ်လာတာပေါ့ဒီ GPU တွေအပြည့်စုံအလုပ်လုပ်တာပေါ့နော်နားလေလား 3D တွေဆရာတို့အလုပ်လုပ်တဲ့ copying လုပ်နေတဲ့ video decode လုပ်တဲ့ video processing လုပ်တယ်ဟာလားဒါလေးတွေကဆရာတို့ဗီဒီယိုတွေတက်ပုံတွေဖွင့်ကြည့်တဲ့အချိန်မှာဒီကောင်လေးတက်လာတယ်အခုတော့ဘာမှဖွင့်မကြည့်တဲ့အတွက်သူလက်ရှိလုပ်နေတဲ့ကောင်လေးတော့ပဲသွားတယ်နားလေလားတဘောပါလားကောင်းပြီအဲ့ဒီလိုမျိုး data တွေကျတော့ right click refresh လုပ်ရုံနဲ့ computer ညံမလာသေးဘူးဆိုရင်ကျတော့ဘယ်လိုမျိုးတောင်းရလဲဆို computer မှာကျတော့စဖွင့်ပြီဆိုရင်အလုပ်လုပ်နေတဲ့ process တွေအများကြီးရှိတယ်အဲ့ဒီ process တွေကမှတ်ထားတဲ့ temporary ဟုတ်ပြီလား temporary cache file လေးရှိတဘောပါလားအဲ့ဒီ cache file လေးတွေကိုကျတော့ clear လုပ်ပြီးတော့လေစက်ကိုညံအောင်လုပ်ပြီးလို့ရတယ်ကောင်းပြီအဲ့တော့အဲ့ဒီ temporary file တွေကိုကျတော့ဘယ်လိုမျိုးဖြတ်မလဲဆိုရင်ကျတော့Windows R ဆိုတဲ့ run ပေါက်ထဲကနေဖြတ်ချဟုတ်ပြီနော် Windows R ဆိုပြီးတော့နှစ်ခုတွဲနေရင်ဆရာတို့ဗာလေးပေါ်လာလဲဆို run ဆိုတဲ့ run ပေါက်လေးပေါ်လာဟုတ်ပြီလားအဲ့ဒီမှာဆရာတို့ဖြတ်ချင်တဲ့ folder range လေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ temporary file ဘာ file လဲဟုတ်လား temporary file များသောအားဖြင့် temp file လို့ခေါ်တယ် temp temp ဆိုပြီးတော့ခေါ်တယ် temporary ဆိုတော့သူက permanent မဟုတ်ဘူးအမြဲတမ်းမဟုတ်ဘူးကွာခေတ္တခဏမှတ်ထားတဲ့ file မျိုးအဲ့ဒါကို temporary file လို့ခေါ်တယ်အဲ့ဒီကိုခေတ္တခဏမှတ်ထားတဲ့ file တွေတဖြည်းဖြည်းများလာရင်မှတ်ထားတာများတဲ့အတွက်စက်ရဲ့လှုပ်ဆောင်မှုကတဖြည်းဖြည်းနှေးသွားတတ်တယ်နားလည်လားအဲ့ဒါကြောင့်တခါလေးဆရာတို့ကွန်ပျူတာတွေအရင်နေလာခင် temp file လေးတွေလိုက်ပြီးချက်ရတတ်တယ်နော် temp file လေးတွေဆရာတို့ run ပေါက်ထဲနေဘယ်လိုခေါ်မလဲဆိုရင် %temp temp % ဆိုပြီးလိုက်တော့ပါလားပြီးသွားရင် okay ဆိုပြီးနေလိုက်မယ်အဲ့ဒီမှာ temporary file တွေထွက်လာတယ်တွေ့လားဘာ file တွေမှမသိဘူး test file တွေအနေနဲ့မှတ်ထားတာလည်းရှိတယ် system file တွေအနေနဲ့မှတ်ထားတာလည်းရှိတယ်ဟုတ်ပါလားအဲ့ဒီ file တွေအကုန်လုံးဆရာတော့ဘာလုပ်မလဲဆိုရင် control A ဆိုပြီးတော့ selection ပေးမယ်ပြီးရင် shift delete နဲ့တခါတည်းအသေးဖြတ်ဟုတ်ပြီနော်အဲ့တော့ shift delete နဲ့ဖြတ်လိုက်တဲ့အချိန်မှာတချို့ file တွေကဖွင့်ထားတဲ့ program တွေဒါမှမဟုတ်လက်ရှိအသုံးပြုနေစေ file လေးတွေရှိနေတယ်ဆိုရင်ဒီလိုအလန်းလေးပေါ်တတ်တယ်နားလည်လား you need to provide administrator permission to delete this folder ဒီ folder တွေဖြတ်ထုတ်ဖို့အတွက် admin permission လိုတယ်ပေါ့နော်။ပြီးဆရာကအဲ့ admin permission ကိုပေးလိုက်မယ် continue ဆိုပြီးတော့ဖြတ်ထုတ်လိုက်မယ်။ဆရာအပြင်ခဏသွားခဲ့လို့ပြမှာဘာလို့လဲမသိဘူး။ဟုတ်။ဟိုကလေအကြောင်းလာကြည့်တာဟိုကဖြစ်ပြီးတော့လေဟုတ်တက်ချင်လို့ဆ
ဟုတ်ကဲ့ဆရာမရှိရကြမှာနော်ဆရာမတစ်ချက်ဝတ်တော့ပြီဟုတ်ကဲ့ပါနားလေလားဒါတွေကတန့်ဖိုင်ကိုဖြတ်ထုတ်လိုက်နားလေနော်တန့်ဖိုင်ပြီးတိုင်းဆရာတို့ဘာလေးထပ်ဖြတ်လို့ရသေးလဲဆိုရင် prefab file တို့ recent file တို့လည်းဖြတ်လို့ရတယ် window r prefetch prefab လို့ရေးပြီး enter ခေါက်လိုက်ဟုတ်ပြီနော် prefab ကိုရေးတဲ့အချိန်မှာ permission ကိုသူကချက်ချင်းပြန်တောင်းတယ်အဲ့ permission ကိုဆရာတို့ပေးရမယ်နားလေလားကောင်းပြီအဲ့ဒီမှာ prefab ကျတော့ဘာလဲဆိုဒီ computer မှာမှတ်သားထားတဲ့ setting တွေအားလုံးတော့ဒီ prefab file တွေမှာလာပြီးတော့မှတ်ထားတာဒီမှာ computer မှာဘယ်နေရာမှာဗာထားထားတယ် setting ကဘယ်လိုချိန်ထားတယ်သဘောပေါက်လားဓာတ်ပုံဘယ်နှပုံတင်ထားတယ်ဒီလိုမျိုးမှတ်ထားတဲ့အချိန်မှာဒီ prefab ဆိုတဲ့ file system တွေလည်းသူကမှတ်ပြီးတယ်ဟုတ်ပြီနော်အဲ့ဒီ file တွေကိုဖြတ်ချင်တယ်ဆိုရင် control A ပြီးရင် shift delete နဲ့အပြီးတိုင်ဖြတ်ထုတ်နားလေနှမျိုးရှိပါရင်နော် temporary file ဖြတ်မယ် prefab file ကိုဖြတ်မယ်နောက်တစ်ခုက history recent လို့ခေါ်တဲ့ data တွေလည်းဆရာတို့ဖြတ်ထုတ်မယ် window R ပြီးရင် recent recent ဆိုရိုက်မယ် enter ခေါက်နားလေအဲ့တော့များသောအားဖြင့် recent ကတော့ဆရာဒီ quick set ဆရာမှာတစ်ခါတည်းပိတ်ထားပြီးတယ်မဟုတ် recent ချင်တော့မပေါ်နားလေရှိနေခင်ရှိတဲ့ data တွေအကုန်လုံး selection ပေးပြီးတော့ဖြတ်ထုတ်ရနားလေနော်အဲ့တော့ဖြတ်ထုတ်တဲ့နည်းလေးရှိတယ် window R အဲ့ဒါလေးကဘာလဲဆိုတော့ percent temp 10% ပြီးရင် enter ခေါက်နားလေdata တွေရှိခဲ့တယ်ဖြတ်လို့ရတဲ့ file တွေအားလုံးဖြတ်မယ်ဖြတ်လို့မရသေးတဲ့ file တွေကလက်ရှိအလုပ်လုပ်နေတဲ့ file လေးတွေမလို့ဖြတ်လို့မရတဲ့ကောင်တွေကို skip လုပ်ပြီးတော့ကြော်ခဲ့နားလေလားရမှာဒါ file တွေကိုဘယ်လိုတန့်ရှင်းလုပ်လဲဆိုရင်အဲ့ဒီလိုလုပ်တယ်ဟုတ်ပြီဒါဆိုရင် setting ထဲမှာပါတယ်တန့်ရှင်းလုပ်တဲ့ကောင်လေးလဲဆရာတို့ဆက်ပြီးတော့သွားကြည့်မယ် start setting ဟုတ်ပြီအဲ့ဒါမှဆရာတို့ data storage ဆိုတာလေးရှိတယ်ဒါ storage เนาะstorage space drive configuration rules เนาะဟွာလေမဟွာဖြစ်တယ်ဆိုရင်ဆရာကိုဖုန်းဆက်ပေးမယ်ဒီနော်ဆရာလင်းနဲ့တစ်ချက်တော့ပြောကြည့်ချင်မှဆင်ပြေရတယ်ခင်ဗျပေးမယ်ဗျဟုတ်ကဲ့ဆရာတို့ညကို4နှစ်8 3 1ဆယ်တန်းရှိတာပေါ့နော်ဟုတ်ကဲ့ဆရာ4နှစ်8 3 1ခွန်5 3ခွန်ခွန်ဟုတ်ကဲ့ဗျဟုတ်အဲ့တစ်ချက်လေးဆက်ပြီးပါနော်ခွန်5 3ခွန်ဟုတ်ကဲ့ဗျအဲ့ဒါပဲဗျအနေနဲ့တော့တာပါညာဒီမှာပဲနေရတာပေါ့ဟုတ်တယ်ခင်ဗျဟုတ်ကဲ့ပေါ်ထက်ဒီမှာကျောင်းသားအိတ်ဆောင်မိန်းကလေးယောက်ျားလေးတည်တန်းဟုတ်ကဲ့ဗျဟုတ်ကဲ့ယောက်ျားလေးတွေကြတော့ဒီဟိုဘက်မှာလည်းအဆောင်တွေရှိတယ်ဒီဘက်အဆောင်တွေမှာပြန်ခွဲပြီးတော့တိတ်မိန်းကလေးတွေကတော့ဒီအပေါ်မှာကျေးဇူးနော်ဟုတ်ကဲ့ကြားကိုဖုန်းဆက်လိုက်ဟုတ်ကဲ့ဗျဟုတ်ပြီနော် sorry ခုနဆရာတို့စကားပြတ်သွားတယ်ကြံသွားမယ်နော်ဒီလို data တွေရှင်းဖို့အတွက် setting ထဲမှာပါတဲ့ function ကိုသုံးမယ်ဆိုရင်ရတယ် step ကိုသွားမယ် setting တွေကိုဝင်မယ်နားလည်လား setting ထဲဝင်ပြီးသွားရင်ဆရာတို့အဲ့ထဲမှာ storage ဆိုတဲ့ကောင်လေးရှိတယ်နော်ဒီလား system ထဲမှာ storage ဆိုတာလေးရှိတယ်နော်အဲ့ storage ထဲမှာဆရာတို့သွင်းထားတဲ့ program file တွေဒီ hard drive ထဲမှာ data တွေဘယ်လောက်သွင်းထားပြီလဲဆိုတော့အကြံဖြင်းအနေနဲ့ပြရတယ် application တွေ system feature တွေအနေနဲ့ဘယ်လောက်သုံးထားတယ်other data တွေအနေနဲ့ဘယ်လောက်သုံးထားတယ်အဲ့ဒီမှာရှိတဲ့ temporary file တွေကဘယ်လောက်ရှိတယ်ဆိုပြီးတော့ပြတယ်နားလည်လားဆရာတို့အဲ့ဒီကောင်တွေဖြတ်ချင်တယ်ဆိုဆရာတို့ clean app recommendation ဆိုတဲ့ကောင်လေးကို click တစ်ချက်လိုက်နားလည်နော်ပြီးသွားရင်ဆရာတို့အသုံးမပြုတဲ့ file ကို clear လုပ်မယ်ဟာဆရာဒီ file ကိုမဖြတ်ချင်မလို့ချင်းတော့ဘူးဆိုအဲ့ဒီ file လေး selection ပေးပြီးတော့ clean app ဆိုပြီးတော့ data တွေကိုဖြတ်ထုတ်လိုက်လို့ရတယ်ဒါဆိုရင်သူ data တွေကိုသူဖြတ်ထုတ်ပေးသွားတယ်နားလည်နော်ဟုတ်ပြီ storage ထဲဆရာပြန်သွားမယ်ပြီးရင် advanced storage setting ဆိုတဲ့ထဲကိုတစ်ချက်ပြန်သွားကြည့်မယ်နော်ဒါတော့ storage setting တွေငါတို့ဘလောက်ထိပဲသုံးမယ်ဆိုပြီးတော့ setting တွေမှာချိန်ထားတာပေါ့နော်လက်ရှိတော့မှဒီ storage sense ထဲသွားမယ်ပြီးသွားရင်ဆရာတို့ run storage sense now ဆိုတဲ့ကောင်လေးကို click တစ်ချက်နှိပ်ပြီးတော့ခုနဖြတ်ခဲ့တဲ့ data တွေကို system ကိုဖြတ်ခဲ့တယ် temp file တွေ prefab file တွေ reference တွေနားလည်လားအဲ့ဒီနည်းနဲ့ဖြတ်မယ်ဆိုရင်လည်းရတယ်ညတော့အဖြစ်အဲ့ဒီလို system တွေတော့တစ်ပတ်ကိုတစ်ချိန်လောက်တော့အနည်းဆုံးလိုက်ဖြတ်ပေးတင်တယ်ဒါဆိုရင် computer လေးကအရင်မှတ်ထားတာတွေများမနေတော့ဘူးပေါ့နော်ဖြတ်မပေးလဲဘာမှတော့မဖြစ်ပါဘူးဘာလို့လဲဆိုတော့ဒီ computer ထဲမှာခုနောက်ထွက်တဲ့ Windows system တွေက
အဲ့ဒီလိုစနစ်တွေက automatic အလုပ်လုပ်ဖို့အတွက်ဒီ storage sense ဆိုတဲ့ကောင်လေးအောင်ထားတယ်ဗျအဲ့ဒီ storage sense လေးရှိတဲ့အတွက် data တွေကိုသူက automatic ချက်ပေးတယ်ရမလားအဲ့တော့များသောအားဖြင့်တော့ set တွေအရင်လေးသွားတာလို့ဘာလို့တော့တိတ်တော့မဖြစ်လို့တော့ဖြစ်လာခဲ့တဲ့ဆိုတဲ့ menu တွေကိုယ့်အကိုအဲ့ဒီလိုမျိုးချက်ပြီးတော့ရှင်းလင်းပေးတတ်ရမလားသဘောပေါက်လား